င်းကိုမေးခဲ့လို့ရှိရင်လေကြောင်ညင်းလိုက်ပြီလားမသိဘူးမဟုတ်ဘူးအဲ့လိုဘူးခံမညင်းလိုက်ကွာဟုတ်လားโอเคစိတ်ချက်ငါအခုလိုက်စမ်းလာပြီအခုဝင်တော့ရအခုလိုက်စမ်းစိတ်ချက်မှတ်ထားတော့ဘူးနော်အေးလုံးဝဘူးခံမညင်းမသိဘူးမဟုတ်ဘူးဟုတ်ပြီနော်မသိဘူးမဟုတ်ဘူးမှတ်ထားမသိဘူးမဟုတ်ဘူးအေးဟုတ်ဟုတ်ကြီးမကြည့်ပါဘူးဗျာတုတ်ကျက်လေးရဲဆက်ဗျာရတိုင်းညနေတုတ်ကိုနှလုံးထိပေးနေတဲ့ကြက်သူတော်လေးပါဗျာကျုပ်ကကြောက်ကိုဆယ်သိမ်းပေးတာတော့မရောဘူးဟိုတခါကျွန်တော်ပေါက်တဲ့ခင်ဗျာအဲ့ကျက်လေးပေးရမယ်ဟုတ်တယ်ဒီကြက်လေးပေးတာပါဗျာခန့်နေပါခန့်နေကြပါခင်ဗျားကိုကြက်ကနှလုံးကန်းပေးတယ်ဟလားဟုတ်တယ်လေပေးတယ်မဟုတ်မှလည်းခင်ဗျားကိုပေးတာဒီတရိတ်ဆန်ကြက်ဟုတ်ရဲ့လားတခြားကြက်နဲ့များလွဲနေလားမဟုတ်နော်ဟဲ့မင်းဘာစကားပြောအောင်ရမင်းခဏနေကြပါဦးဗျာကျွန်တော်ဖြည့်ရှင်းပေးပါမယ်ကျွန်တော်စစ်ဆေးပေးမယ်ဗျာဟုတ်ပြီလားဘာလို့ကိုကန်ခင်ဗျားချက်ကိုတူတတ်တာတက်သိရှိလားရှိတာပေါ့တုတ်ချက်ကိုဒီကောင်ပြစ်တာဒီကောင်မြင်နေဒီကောင်တတ်တယ်ပဲဟုတ်ကောဘာရှောက်လို့တာတို့အုံလေးရှိတယ်ဆိုတာလေရိုးသေးသမှုထောင်းလေကွာsorry ဟုတ်လေ sorry ဟုတ်ပြီတက်တယ်မေးမယ်တက်တယ်ရထွက်သူချက်ကိုပဲအမှန်ယူမယ်ဟုတ်ကဲ့တက်တယ်ခံသွားရင်ချက်ဖို့9သိန်းယူရမယ်ကဲမေးမယ်မင်းနာမည်ဘူရဲလေးဟုတ်တယ်နော်မဟုတ်ပါဘူးမင်းနဲ့သူနဲ့ကတကယ်ချင်းနေမို့လားမဟုတ်ပါဘူးဟာအိုးလေးအဲ့ဒါပြောင်းရင်းတာအိုးကြီးအဲ့ဆိုရင်သူကန်ကြီးချက်ကိုတတ်လိုက်တာမင်းနဲ့ဆိုင်တယ်မဆိုင်ပါဘူးချက်အဲ့တော့ချက်ဖုံး9သိန်းကိုဒီကောင်ကပဲယော်ပြီးတော့မင်းယော်တယ်လို့လားမလိုပါဘူးကဲအဖြစ်ရှင်းသွားပြီချက်ဖုံး9သိန်းယော်လိုက်တော့မဟုတ်လေဟုတ်လေချက်မဟုတ်ရှောက်မင်းဘယ်လိုရှောက်ပြနေအောင်မင်းပြင်မှာ9သိန်းရောမှာဘယ်လိုရှောက်ပြနေအောင်မင်းပြောခဲ့တဲ့အတိုင်းပဲဘူးပဲညှိလိုက်ကြလေစားရည်တွေချိန်နေနဲ့ချက်ဖုံး9သိန်းယော်လိုက်တော့မင်းဘူးအဲ့လိုဘူးခိုင်းတာမဟုတ်မင်းဘယ်လိုဖြစ်သွားငါကြောက်ရတယ်မင်းဘယ်လိုရှောက်